ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မင်္ဂလာရှိတဲ့ကျွန်တော်တို့ညာချမ်းလေးပါအခုတက်ကိုအမှန်တကယ်အားပေးပြီးစောင့်ရအားပေးတဲ့အကူမတွေအားလုံးပဲမင်္ဂလာရှိတဲ့ညာချမ်းလေးကိုအစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေခင်ဗျကဲတော့ကျွန်တော်တို့မနက်ဖြန်เนาะဒါတောက်ကြနေနောက်ဆုံးရေးအတွက်ပါကဲအကူမတွေအားလုံးပဲကျွန်တော်တို့ဒါလက်ရှိကတော့ကျွန်တော်ဒီညနေစီမှာခွန်ဘရိတ်တယ်ဗျာကျွန်တော်2လေးခွန်ကီးကိုင်နေ80ဆင်းသွားတယ်ပေါ့နော်2လေးခွန်ကိုင်နေ2ခွန်အချိန်ကိုင်နေခွန်ဘရိတ်မွေးဘရိတ်လဲကျွန်တော်ပြောပါတယ်နော် break အနေနဲ့ခွန် break ထဲမှာဆိုရင်ကျွန်တော် break ကခွန် break ပဲရှိတာအဲ့ဒါကိုကျွန်တော်တို့ကနောက်ခွန် break ဆိုရင်9နှစ်နဲ့4-3ပဲကျွန်တော်တို့ကြိုက်တဲ့ကနေပဲဟုတ်တယ်မလား9နှစ်နဲ့4-3အဲ့လိုမျိုးဗျာခွန် break ဆင်းသွားတယ်နော်84ဆင်းပြီးတိုင်းမှာကျွန်တော်အပူပါဝါခွန် break အပူပါဝါခွန် break ပါဝါဆင်းနဲ့အပူဆင်းနဲ့ခွန်လေးဆင်းပြီးနောက်ပိုင်းမှာပါဝါဆင်းရမယ်အပူဆင်းရမယ်ခွန် break ဆင်းရမယ်ဟုတ်တယ်မလားဒီတပည့်တွေအကုန်လုံးစင်းနေပြောသမျှခါတွေကအကုန်စင်းနေတော့ချဲမွေး3ခွက်လုံးထွက်တယ်83 89 88အကုန်ထွက်နော်အပြင်ကျွန်တော်တို့မွေးပေးထားတဲ့ကျွန်တော်68လည်းထွက်တယ်နော်အကုန်ထွက်တယ်ထွက်တာနော်ကိုမှဒီနေ့80ကတော့ကျွန်တော်တို့ဒါကီးမှန်1ကြီးမှန်မယ်ကျွန်တော်တို့ဒါအဲ့ခွန်ပလေးလဲနော်ဒါမွေးရမှာပေါ့ကဲအားလုံးပဲအဲ့တော့မနက်ပိုင်းကတော့ကျွန်တော်တို့ဒါချဲဝဲသမားတွေရှစ်အပူကတော့အကုန်လုံးရကြမယ်เนาะအဲ့တော့ဒီနေ့ကတော့ကျွန်တော်ရိုက်တွေ့ရမယ်ပေါ့เนาะရိုက်တွေ့ပေါက်ကြီးတွေမှတ်မယ်မရိုက်တွေ့ဘာမှမဖြစ်ဘူးမနေ့ဖက်ဆက်သွားမယ်เนาะအားလုံးပဲအဲ့တော့ okay လေးတွေမှတ်မယ်လက်မလေးနှိပ်မယ်ကဲဒီ channel ကကျွန်တော်အတစ်လေးဖြစ်တဲ့ကြောင့်ကျွန်တော် channel လေးကို subscribe မနေရသေးတဲ့လူတစ်ကိုမတွေအားလုံးကပထမဦးဆုံးကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပေးကြပါအောင်ခင်ဗျအများတွေ့များပါအောင် share လို့ရမယ့်နေရာလေးတွေမှာ share ပေးပါမျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေပေးကြပါကျွန်တော်မနေ့ဖြန်တောက်ကြနေတက်ကိုကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒါလက်ဆောင်သမားတွေကထုံးစံတိုင်းပဲလက်ဆောင်၄ခွက်ကိုဆက်ပြီးတော့ကစားပါမယ်။နော်အဲ့တော့လက်ဆောင်၄ခွက်မယူရသေးတဲ့လူတွေကျွန်တော်ယူလို့ရပါသေးတယ်။ယူမယ်ဆိုရင်ကျွန်တော်အခုတည်းကလာပြီးဝင်ထားလို့ရပါသေးတယ်။နော်ဖုန်းနံပါတ်ကျွန်တော်399608 326 493အဲ့ဒီဖုန်းရဲ့399663 484 134ပါအဲ့ဒီနှလုံးကိုဆက်တယ်ပြီကျွန်တော်ဝင်ကြည့်တဲ့တောင်းချက်ပါ။ယူမယ်ဆိုတဲ့လူတွေကဆက်သွယ်လို့ရပြီပေါ့နော်။ကဲအားလုံးပဲအဲ့တော့မနေ့ပြန်တောက်ကြနေတော့ပါအားလုံးပဲအဲ့တော့တောက်ကြနေမှာတော့ကျွန်တော်တို့ဒါနောက်ဆုံးပဲအိတ်နဲ့လွယ်မှာပေါ့နော်လက်ဆောင်လေးနဲ့အောင်ပွဲခံမယ်လေးတွေတူတူအောင်ပွဲခံပါပါအဲ့တော့လက်ရှိမှာကျွန်တော်1 2 2 9တွေကတော့ကြံနေဦးမယ်တော့1 2 9ခရိုင်သုံးလုံးကြံနေဦးမယ်တော့9 1 2 90လေးဗျာရင်ခံရတာဒီကွက်ကူနော်ခွန်ပရိတ်လာမယ်ဆိုတာကျွန်တော်တို့ဒါလုံးဝကိုဗျာတီထားကြီးနဲ့ကျွန်တော်တို့ဒီခွန်ပရိတ်ကြီးကဆင်ချက်ချင်း90ဆိုတဲ့ကွက်ကြီးဆင်းလာတယ်ဒီညနေမှာလည်းကျွန်တော်2လေးခုန်ကီးကိုင်တယ်2ခုန်အချိန်ကိုင်တယ်80ကိုကျွန်တော်တို့ convert ကြိုက်ပြီးတော့မထည့်ပေးမိခဲ့ဘူးအမထားပါအဲ့ဟာတွေကကျွန်တော်တို့တိုင်နောက် break သမားတွေတော့ရမှာပေါ့ကဲတော့မနက်ဖြန်သွားပါမယ်ကဲအားလုံးပဲတော့လက်ဆောင်ယူမဲ့လူတွေဝင်လို့ရပါသေးတယ်နော်ဝင်မဲ့ဆိုရင်ဝင်ကြည့်တဲ့တောင်းပါလာပြီးတော့ဖုန်းလေးတွေဆက်သွယ်ပြီးလာပြီးတော့ယူမယ်အစ်စ်တွေအဟောင်းတွေအကုန်လုံးလက်ခံထားစေပါနော်အဲ့တော့ဒီဘက်ကတော့ကျွန်တော်တို့ဒါဘာမှတော့ထွေတူတော့နော်တော့ဟိုထပ်ပြောစရာတော့မရှိတော့ချဲမွေးလိုက်အကုန်ထွက်သွားပြီဆိုတော့လက်ရှိကျွန်တော်ကြာသာပေးတောက်ကြမှာ9လေးတစ်လုံးမဖြစ်မနေစင်းမှုရှိရเนาะအဲ့ဒီဟာကမလက်ခံတနေကုန်မှာအရေးကြီးပါတယ်ဒီ9စင်းလေးတစ်လုံးเนาะတနေကုန်မှာအရေးကြီးသွားပြီအဲ့ဒီ9နဲ့100ပြီးရင်ကျွန်တော်တို့ဒါနှစ်ကွက်မွေးခိုင်းထားရှိပါတယ်အကုန်လုံးเนาะအကုန်လုံးမွေးခိုင်းထားရှိတယ်ကျွန်တော်96နဲ့98ဒီနှစ်ကွက်ကိုတော့ကျွန်တော်ထည့်မွေးထားစေချင်ပါတယ်96နဲ့98နှစ်ကွက်အနှစ်ကွက်ကိုနည်းနည်းလေးရုံးပြီးထားပါအောင်မလက်ခံတနေလောက်เนาะဒါ96နဲ့98နှစ်ကွက်ကျွန်တော်ဒါကြိုက်တဲ့ထက်မှာပါနေစေဖြစ်တဲ့ကြောင့်အဲ့နှစ်ဘက်ကိုတော့နည်းနည်းလေးတတိထားစီခြင်းတယ်နော်ကဲတော့မနက်ဖြန်တော့သွားပါမယ်ကဲတော့မနက်ဖြန်တောက်ကြနေတော့ကျွန်တော်12နာရီကမ်မလေးစီတော့ပါအဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးဟာကျွန်တော်ရဲ့အကြိုက်ဆုံးအကွက်လေးတွေရေးထုတ်ပြီးမှာပေါ့နော်ကျွန်တော်ကီးလေးစပြီးတော့ပြောပြမယ်ကျွန်တော်မနက်ဖြန်အကြိုက်ဆုံးကီးရှိပါတယ်အဲ့တော့မနက်ဖြန်မှာကျွန်တော်အကြိုက်ဆုံးကီးတွေကျွန်တော်တို့ဒါ813ကီးပါခင်ဗျနော်မနက်ဖြန်အကြိုက်ဆုံးကီးဒီမှာတစ်တွေပါညာတော့ကျွန်တော်ကလည်းစီးထဲမှာတော့ကီးရမှာတော့ပြတ်ပါလာပါနော်813ကီးပါရှင်းနံပါတ်တဲ့ရင်အကွက်လေးတွေ813ကီးကိုကျွန်တော်ခွေဘူးလေးဆော့ဖို့မမေ့ပါနဲ့ပြန်ပြောပေးမယ်အရေးကြီးပါတယ်ကျွန်တော်813ကီးကိုခွေဘူးဆော့ပါမယ်နော်အဲ့တော့83အချိန်ပါနော်အချိန်က83အချိန်ဆိုတော့ရှင်းနံပါတ်တဲ့ရင်88နဲ့8485ပါနော်88နဲ့8485ပါ88နဲ့8485အကြိုက်ဆုံးနှစ်ကွက်ရွေးချယ်ပေးမယ်အကြိုက်ဆုံးနှစ်ကွက်ဒီနော်80ရဲ့85ရဲ့အကြိုက်ဆုံးပါ85အကြိုက်ဆုံးပါအကြိုက်3နံပါတ်တိုင်ရွေးချယ်ပေးမယ်နော်3နံပါတ်တိုင်ရင်33နဲ့3639
33နဲ့3639ပါအကြိုက်ဆုံးနှောက်ကဒီ30ရဲ့เนาะအကြိုက်ဆုံးနှောက်ကဒီ30ရဲ့ကျွန်တော်တို့39ရဲ့ပါခင်ဗျာเนาะ3039အကြိုက်ဆုံးเนาะ3039အကြိုက်ဆုံးမှာရမယ်เนาะကဲပြီးရင်အပြင်မိန်းလေးတစ်ချက်လောက်သွားမယ်ခင်ဗျာအပြင်မိန်းကတော့ကျွန်တော်101419ပါအပြင်မိန်းဒီ10ရဲ့14ရဲ့19ရဲ့ပါဒါဒီအပြင်မိန်းပါခင်ဗျာเนาะ101419အပြင်မိန်းကလေးပါတကွက်ကောင်းလေးရွေးချယ်ပေးပါမယ်လိုက်ပြီးမှတ်ပေးပါတကွက်ကောင်းလေးကျွန်တော်အကြိုက်ဆုံးအကွက်ပေါ့နော်ကဲလက်မလေးနေပေးပါ channel ကို subscribe မနေရသေး channel ကို subscribe နေပြီးတော့မနေ့ပြန်နေ့လေတော့ဒီ channel ကလည်းလိုက်နှိပ်ပေးပါနော်ဒီ channel ကလည်းလိုက်နှိပ်မှာဖြစ်တဲ့ကြောင့်အကုန်မရလို့မနေ့ပြန်နေ့လေနော်ဒါမတွေ့ဘူးမမြင်ဘူးဖြစ်မဖြစ်အောင် channel ကိုတွေ့ချင်း subscribe နှိပ်ပေးထားပါလက်မလေးတွေ video file လေးတွေကိုနှိပ်မယ်နော် comment လေးတွေမှာ okay လေးတွေမှတ်မင်္ဂလာပါမှတ်ပြီးရင်အခုခေါ်ပေးတဲ့ canal လေးတွေပါလိုက်ပြီးမှတ်ပြီနော်ကဲတော့တကွက်ကောင်းလေးပြောပြပေးပါမယ်ခင်ဗျာကျွန်တော်မနေ့ပြန်အကြိုက်ဆုံးအကွက်ဒီမနေ့ပြန်ကိုကျွန်တော်တို့ဒါတစ်နဲ့ပဲကျွန်တော်တစ်ထိပ်စီးနဲ့ပဲထုတ်ထားပါတယ်ပေါ့နော်တစ်ထိပ်စီးနဲ့ဗာများဖြစ်မလဲပေါ့နော်ကျွန်တော်တစ်ကနန်းစိမ်းမနေ့ပြန်တစ်တော့ကြိုက်တယ်ခင်ဗျနော်တစ်ကတော့အမေရိကန်မနေ့ပြန်နေထားတစ်ခုတော့တော်တော်လေးကောင်းပါတယ်ကဲတကွက်ကောင်းလေးခံမကြည့်ပါတစ်ထိပ်စီးနဲ့ပါအဲ့တကွက်ကောင်းကြီးကျွန်တော်တစ်ထိပ်စီး9လောက်ပိနဲ့တစ်5တကွက်ကောင်းပါဟုတ်ပါတယ်မနေ့ပြန်အကြိုက်ဆုံးကွက်ဒီတစ်ထိပ်စီး9လောက်ပိနဲ့တစ်5တကွက်ကောင်းပါကဲအားလုံးပဲအဆင်ပြေကြပါစေပေါ့နော်မနေ့ပြန်တောက်ကြလေးမှာလည်းကျွန်တော်အောင်ပွဲလေးတွေဆင့်ပါပါဘာပဲပြောတပတ်လုံးမှာတော့ကျွန်တော်တို့ဒါအောင်ပွဲစတိုက်တွေတော့ဒါအောင်ပွဲလိုကြီးကျွန်တော်ခံထားရတာပါနော်အားလုံးပဲအဲ့တော့အခုချိန်ကြီးလည်းကျွန်တော်တို့ဒါအဆင်ပြေနေသေးပါပဲနော်နောက်မနေ့ပြန်လည်းဆက်ပြီးတော့ဆင်ပြေပါပါအားလုံးပဲ fighting ပါမနေ့ပြန်မှာကျွန်တော်နေ့လည်2နာရီမလိုက်နှင်ပါမယ်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပါအားလုံးပဲနော် bye bye ပါတကွက်ကောင်း1 5ပါနော်အားလုံးပဲတိုင်ကောင်းကြပါစေနောက်မနေ့ပြန်မှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်နော်အားလုံးပဲစောင့်မျှော်နေပေးပါနောက်ဆုံးနေ့နောက်ဆုံးအချိန်ကိုကျွန်တော်တို့ထပ်ပြီးတော့ယူပါမယ်နော်အားလုံးပဲ